ငယ်ရအား Trish တာရီခေါနာက Trish နဲ့တူတူရှိနေပါတယ်ဒီနေ့မှာကြလို့ရှိရင် Trish က heavy verb ရဲ့ part 2ဖြစ်တယ် verb to have နဲ့ modal verb လေးအကြောင်းကိုပြောပြပေးသွားမှာပါ verb to have ကိုဘယ်နေရာတွေမှာအသုံးပြုတာလဲဘာတွေနဲ့တွဲပြီးတော့အသုံးပြုတာလဲ modal verb ကိုရောဘာတွေနဲ့တွဲပြီးအသုံးပြုကြတာလဲဒါတွေကိုတူတူလေ့လာကြမှာပဲဖြစ်ပါတယ် verb to have မှာဆိုရင်ဘာတွေပါလဲဆိုရင် we have has had သူတို့တွေရဲ့အဓိပ္ပာယ်အားကြတော့ရှိကြတယ်ရှိတာကိုပြောချင်တာကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုပြချင်တယ်ဆိုရင်တော့ have နဲ့အသုံးပြုတယ်ဒါပေမဲ့သူတို့တွေကို heavy verb တွေနဲ့အသုံးပြုမယ်နေရာတွေမှာအသုံးပြုကြလဲဆိုရင်တော့ present perfect tense present perfect tense ကပြစ္ဆုတ်ပံပြီးပြီးချင်းကာလကိုပြောတာ past perfect ကကြတော့အတိတ်ပြီးပြီးချင်းကာလပေါ့ present perfect past perfect တွေမှာအသုံးပြုပါတယ်ဒီ have တို့ has တို့ had တို့ရဲ့နောက်မှာကြာလို့ရှိရင် verb 3နဲ့သွားပါတယ်သူရဲ့ example မှာကြာလို့ရှိရင် I have finished my homework I have finished my homework ငါရဲ့အိမ်စာကိုပြီးပြီးပေါ့သူကလုံးလိုက်ပြီးပေါ့ငါရဲ့အိမ်စာကိုငါလုံးလိုက်ပြီးတော့ပြီ She has eaten lunch She has eaten lunch သူကသူရဲ့နေ့လယ်စာကိုစားပြီးကိုပြောချင်တာ They had left before 6 p.m. သူတို့တွေက6နာရီမတိုင်ခင်ကတည်းကထွက်ခွာခဲ့ကြပြီ6နာရီဆိုတာနဲ့သူကအိမ်မှာမရှိတော့ဘူးပေါ့အဲ့လိုမျိုးပုံစံပေါ့6นาရီမတိုင်ခင်ကတည်းကသူတို့တွေထွက်သွားကြတာပေါ့ဒါကြ perfect tense ပေါ့โอเคဒါဘာကိုပြချင်တာလဲဆိုရင်အဲ့ဒီ we have has hadတွေကကြတော့တို့တွေက verb 3နဲ့ပေါင်းလိုက်မယ်ဆိုရင် heavy verb တွေဖြစ်သွားပြီးတော့ present perfect tense နဲ့ past perfect tense မှာအသုံးပြုတာပဲဖြစ်ပါတယ်နောက်တစ်ခုကကြလို့ရှိရင် modal verb ကိုကြတော့သူကကြဒီမှာသူကခွဲပေးထားတယ်ပေါ့ present ရှိတယ် past ရှိတယ်ပြီးတော့ usage ဘယ်နေရာတွေမှာအသုံးပြုမလဲပေါ့ present ကြလို့ရှိရင်ဒီအရှိမှာရှိနေတဲ့အလုံးပေါ့ can will shall may must အဲ့ဒါတွေက present တွေဖြစ်တယ်အဲ့ဒီသူတို့စကားလုံးတွေရဲ့ past tense ကကြတော့ could would should might must ကကြတော့ must ပဲပေါ့Okay အဲ့လိုမျိုး can could ကိုဘယ်နေရာတွေမှာအသုံးပြုမလဲဆိုရင် ability ကိုယ့်ရဲ့လုံနိုင်စွမ်းကိုဖော်ပြချင်တာလုံနိုင်တယ်ကိုပြောချင်တာပေါ့တကူကိုလုံနိုင်တယ်ဆိုရင်တော့ can could နဲ့အသုံးပြုပါတယ်ပြီးတော့ will would ကိုကြတော့ဘယ်နေရာတွေမှာအသုံးပြုမလဲဆိုရင် future တွေမှာအသုံးပြုပါအနာဂတ်အတွက်အစီအစဉ်တွေတခုခုကိုပြောတော့မယ်ဆိုရင်တော့ will would နဲ့သုံးပါတယ်ပြီးတော့ share should ကကြတော့ advice ပေးတာကွာသူ့ကိုအကျဉ်းဉာဏ်ပေးတာပေါ့ဒါလုံးသင့်တယ်နော်သူကကြတော့သင့်တာကိုပြောတာပေါ့ဝယ်ဖို့ကကြတော့လိုက်မယ်ပေါ့ share should ကသင့်တယ်ဒါကိုလုံးသင့်တယ်နော် you should do it အဲ့လိုမျိုးပုံစံပေါ့သူ့ကိုအကျဉ်းဉာဏ်ပေးတာပြီးတော့ may might ကကြတော့ permission တောင်းတာတခုခုကိုပါစေပေါ့သူကအဲ့လိုမျိုးပေါ့ပါစေကူညီပြရစေအဲ့လိုမျိုးပုံစံကွယ် may I help you အနင့်ကိုကူညီပြရစေပေါ့အဲ့လိုမျိုးပုံစံပါပြီးတော့ must ကကြတော့ rule ဆိုတာကလုပ်ကိုလုပ်ရမယ်အရာကိုပြောတာဒါကိုလုပ်ကိုလုပ်ရမယ်ဖြစ်ကိုဖြစ်ရမယ်အဲ့လိုမျိုးပုံစံရင်တော့ must နဲ့အသုံးပြုပါတယ်သူကကြစီမင်းစည်းကမ်းတွေကိုပြောချင်တဲ့နေရာမှာဆိုသုံးပါတယ်ဒီ moral verb တွေဒီရဲ့နောက်မှာဆိုရင် verb 1နဲ့ပဲလိုက်ပါတယ်โอเคသူ့ကို example လေးနဲ့ကြည့်ကြရအောင်သူ့ရဲ့ example မှာကြလို့ရှိရင် I can swim ငါရေကူးနိုင်တယ်ဒါကြတော့ကိုယ့်ရဲ့ ability ကိုယ့်ရဲ့လုံနိုင်စွမ်းကိုပြချင်တာပေါ့ I can swim ငါရေကူးနိုင်တယ် you should study နင်းစာလုပ်သင့်တယ်သူ့ကို advice ပေးအကြံဉာဏ်ပေးတာပေါ့နင်းစာလုပ်သင့်တယ် he will come tomorrow မနေ့ပြန်မှာသူလာလိုက်မယ်ဒါကြတော့ future အတွက်မနေ့ပြန်မှာလာလိုက်မယ် he must wear uniform we must wear uniform အားတို့ကဝတ်စုံကိုဝတ်တင်တယ် uniform ဆိုတာအကြောင်းဆိုရင်အကြောင်းဝတ်စုံပေါ့ရုံးဆိုရင်ရုံးဝတ်စုံအဲ့လိုမျိုးဝတ်စုံကိုလုတ်တင်တယ်ဆိုရင်တော့ must နဲ့အသုံးပြုပါတယ် must wear okay ဒါကြတော့
but to have နဲ့ modal verb လေးရဲ့အကြောင်းပဲဖြစ်ပါတယ် next video မှာကြာလို့ရှိရင်ဒီ heavy verb လေးခုလုံးကိုသစုသစည်းတဲ့ပြောပြပေးသွားမှာမို့လို့အဲ့လိုမျိုး summary ကိုသိချင်တယ်ဆိုရင်တော့ next video ကိုကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ် bye bye and see you in the next video